ဂျပန်ကုမ္ပဏီတွေရဲ့အင်တာဗျူးကိုအောင်ဘယ်လိုဖြစ်မလဲဒီဗီဒီယိုမှာအချက်2ချက်ထဲနဲ့တူတူနဲ့လိုရင်းရှင်းပြပေးမယ်ဆိုတော့အဆုံးထိချက်လိုက်ကြည့်ပေးပါဂျပန်နိုင်ငံကုမ္ပဏီကြီးရဲ့အင်တာဗျူးဖြေတဲ့အခါမှာဗျအားလုံးတော်တော်များများခက်တယ်လို့ထင်တယ်ဒါပေမဲ့တကယ်တမ်းဒီအချက်2ချက်ကိုသိထားရင်အင်တာဗျူးအောင်ဖို့90%လုံးသိကြတယ်ဆိုတော့ပြောပြပေးမယ်ဗျဆိုတော့နံပါတ်2ကဘာလဲဆိုရင်ဒီစကားလုံးနှလုံးကိုသိချမှတ်ထားပါအရင်အရေးကြီးပါတယ်မန်စစ်စုမှာအရင်အရေးကြီးတဲ့စကားလုံးလုံးပါရှီဘိုတိုကီနဲ့ဂျီကိုပီအားလုံးခေါ်တယ်။ဘာကိုပြောချင်တာလဲဆိုရှီဘိုတိုကီကအင်တာဗျူးအနေနဲ့မင်းကိုမေးမှာလေဘာလို့ငါတို့ကုမ္ပဏီကိုလာပြီးတော့အလုပ်လျှောက်တာလဲ။ဘာလို့ငါတို့ကုမ္ပဏီမှာဝင်ချင်တာလဲဆိုတာကိုမင်းကိုမေးမှာ။ဂျီကိုပီကကြောင့်မင်းမှာဘာစကေးတွေရှိလို့လဲ။မင်းတို့လူမျိုးကိုငါတို့ကဘာလို့အလုပ်ခံရမှာလဲလစာပေးရမှာလဲဆိုတာမျိုးမေးတာရှင်းပြောရရင်။ဆိုတော့အဲ့ဒီခါမှာအရေးကြီးဆုံးကဂျီဘွန်ခါတဲနာခိုတာရဲ့ကိုရှင်းလိုက်။ပြောရင်ငါအဆင်ပြေလို့ဒီကုမ္ပဏီမင်းတို့ကုမ္ပဏီလစာကောင်းလို့ကိုယ့်ရဲ့စုကိုပေါ့နော်။ကိုနဲ့အဆင်ပြေလို့ဒီမှာလာလောက်တာမျိုးမဟုတ်ဘဲနဲ့မင်းတို့ကုမ္ပဏီကိုအကျိုးပြုခြင်းလို့ငါတကူတကလာတာပါဆိုတဲ့အဖြစ်မျိုးဖြေထားအောင်လို့ကျွန်တော်ကိုယ်တိုင်လည်းဒီဂျွန်းအသေးစင်နဲ့ construction company အကြီးမှာအင်တာဗျူးကိုတေချာဖြေခဲ့ရတဲ့အတွေ့အကြုံရှိတဲ့အတွက်ကြောင့်ဘယ်လိုဖြေရမလဲဆိုတာအတိုင်းအတာတစ်ခုတည်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဘယ်လိုပြင်ဆင်လဲဆိုရင်ဒီ2ပတ်3ပတ်လောက်အချိန်ယူပြီးသူတို့ရဲ့ website ကိုတေချာတောင်းစီအောင်ဖတ်တယ်သူတို့ update news တွေရှိတယ်ဗျအဲ့ဒါတွေမှာဘာတွေလုပ်နေလဲဘယ်လိုခိုင်းရစစ်တွေလုပ်နေလဲလက်ရှိခိုးကြီးတွေကဘယ်လိုခိုးကြီးတွေရှိတာလဲဘယ်လိုကြီးစုတွေတုံးနေလဲဆိုတာကိုတေချာနားလည်အောင်ဖတ်တယ်ပြီးသွားရင်ပြောရင်ဗျ interview ဆိုတာ50-50ပဲအမှန်50ဥဆုံး50ဒါလူတိုင်းသိတယ်ကိုယ့်အနေနဲ့ဒီလိုမျိုး project တွေမှာငါဘယ်လိုမျိုး ability ရှိတဲ့အတွက်ကြောင့်ငါ့ကိုဒီမှာတော့မင်းတို့ company မှာဘယ်လိုအကျိုးဖြစ်ထွန်းပါမယ်ဆိုတဲ့ဟာကိုတိတိကျပြောနိုင်ဖို့အရေးကြီးတယ်အဲ့လိုပြောနိုင်အောင်ကလည်းမင်း episode တို့ဆိုတဲ့ဒီ storyline ကောင်းကောင်းတစ်ခုရေးထားရမယ်စဉ်းစားထားရမယ် interview ကန်းတဲ့ဝင်မှာလက်တန်းပြောလို့မရဘူးဒါဆိုတော့ interview ကမင်းပြင်ဆင်ထားလားမပြင်ဆင်ထားလားဆိုတာနည်းနည်းပြောမှမေးလိုက်တာ ਨੇ ဆိုတော့မင်းအနေနဲ့လောက်မှာကျန်တဲ့ဟာတွေတခြားအများကြီးလုပ်ဖို့အချိန်မရှိဘူးဆိုရင်တော့ရှီဘိုတိုကီနဲ့ဂျီကိုပီယာကိုတိတိကျကျပြင်ဆင်ထားရမယ် storyline ကောင်းကောင်းတစ်ပုဒ်ရေးပြီးတော့ကိုယ့်ရဲ့ဒီရှိ ability တွေကို appeal လုပ်ဖို့လိုတယ်ဆိုတော့ဒီအချက်2ချက်ပဲလိုတယ်တော့ပြန်ပြီးမှတော့မရရင်နံပါတ်1ချက်က diet ကြီး insure မင်း interview ခန်းနဲ့ဝင်လာတယ်မင်းကဘယ်လိုကောင်မျိုးလဲသူတို့နဲ့အတူတူအလုပ်လုပ်ဖို့အဆင်ပြေတဲ့ကောင်မျိုးလားဆိုတော့မင်း okay ဖြတ်မှာဒါနံပါတ်1နံပါတ်2ကကြတော့မင်းတို့ကောင်မျိုးကိုမင်းမှာဘာရှိလို့ငါတို့ကမင်းကိုလာစားပေးပြီးအလုပ်ခံရမှာလဲဆိုတာကိုဟုတ်ပါတယ်ငါမှဒီလိုရည်ချင်းနေရှိလို့မင်းတို့ရဲ့ဒီလို project တွေမှာငါဘယ်လိုအကျိုးပြုနိုင်မှာလဲဆိုတာမျိုးကောင်းကောင်းပြောပြတော့ဖို့လိုတယ်ဒီနှစ်ခုပဲလိုတယ်ဒီနှစ်ခုကောင်းကောင်းလုပ်နိုင်ပြီဆိုရင်မင်းအလုပ်ရဖို့90%သိကြတယ်ဆိုတော့ဒီနေ့ကဂျပန် interview ကိုဘယ်လိုဖြေရမလဲဆိုတော့ message နဲ့ Ukaru Jutsu ဆိုတဲ့ဒီ message ဘယ်လိုဖြေရမလဲဆိုတဲ့ဖြေပုံဖြေနည်းကိုပြောပြသွားဖြစ်တယ်။ဒီလိုမျိုး message နဲ့ပတ်သက်တဲ့ဒီ knowledge sharing တွေကိုစိတ်ဝင်စားရဲဆိုရင် comment မှာ Kyomi ကအားလို့ဆိုပြီးတော့ရေးပေးပါဆိုတော့ဒီ Kyomi ကအားလို့ comment တွေများလာရင်ကျွန်တော်ဒီ message နဲ့ပတ်သက်တဲ့ sharing တွေကိုဆက်ပြီးလုပ်ပေးပါမယ်။ဒါမှမဟုတ်ကိုကတခြားဒီ message နဲ့ပတ်သက်တဲ့ဘယ်လိုပူပွန်းကိုသိချင်တယ်ဘယ်လိုအစိပ်ပိုင်းကိုသိချင်တယ်ဆိုတာမျိုးမေးခွန်းရှိရင်လည်းကျွန်တော်ခွဲပြီးမေးလို့ရပါတယ်။မေးတဲ့လူများလာရင်ကျွန်တော်အဲ့နဲ့ပတ်သက်တဲ့ဗီဒီယိုထပ်ပြီးလုပ်ပေးဖို့အစီအစဉ်ရှိပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးလောက်ပဲနောက်နေ့မှထပ်ပြီးတွေ့ပါမယ် bye bye